အခုကျတော့မြို့တက်မှာဆိုတော့အိမ်မတော်လို့မှာပဲဟိုအိမ်ကသဘောကောင်းမှမသိတော်ကြီးပြောကောင်းပါတော့မပေါ်လို့ပဲနေရောက်ပြီအမရောက်ပြီဟဲရောက်ပြီတဲ့တော့ပြီမလေးရေးထားတာအင်္ဂလိပ်ငါတော့နားမလဲတော့အေးစစ်တဲ့ပါလည်းမသိသူတို့ရဲ့အင်္ဂါဘယ်နာလဲမသိနော်အငားရင်လည်းမတော့ပါလားငါရောက်သွားတာညတနာကြီးကိုလိုကန်လိုက်အငားရင်လည်းမတွေ့ဘူးထားလိုက်ပါတော့ရိုင်းမဲ့သွားလိုက်တော့မယ်ဒါကြီးကအဘူးရှာဘူးဆိုင်လားပွင့်ကြည့်အော်မဟုတ်ဘူးကိတ်မောင်ဆိုင်ကိုကီဆိုလားဘီစကစ်ဆိုင်တမန်အင်းတော့လိုက်ပါအောင်မယ်လေကဲငါခုလုံးမဲ့အိမ်တော့ရောက်ပြီတော့မေးကြည့်လိုက်ပါအောင်မယ်လေအိမ်နေလားမသိဘူးနဲ့လေးနိုင်ဆိုပဲသူလေမနဲ့ဆော့စီဘာလို့ခါလာခောက်လာလဲသမီးအောင်ဆက်မှာမျိုးတော့အောင်မယ်သူလည်းလာပြီအော်ဒူပါလေမော်မလာဆုံးနေဟုတ်ကဲ့ပါဒီလာပါပြီနော်လာပြီရှင့်ဘယ်သူလဲလူဝိတ်ချင်နားမလဲကြဘူးလားမေး तू ကဘာလုပ်လဲတမီးတို့တကားနဲ့မိတ်ဆက်ပေးရအောင်မယ် तू ကအိတ်နေတော့နော်ဟုတ်အမေကဲကြီးလေတွားနာတော့ပေါ်တက်မှာတခန်းရှိတယ်အဲ့ဒီဟိုခန်းကြီးတဲ့မဝင်သွားနဲ့နော်အိမ်နိုင်ချိုးကန်တခန်းအိပ်ပြီးမှခန်းရှိတယ်အဲ့တဲ့ဝင်ကြလားအဲ့ဒီမှာတော့ဝင်ချဝစားလဲပြနဲ့လုံးဒီစားလို့တော့ဟုတ်ပြီလားရှင်းဒီနားလို့မရတော့ဘာလို့သာနားအောင်မလဲရထားနေလာတာခီးလဲမပန်းပါကြားနော်ပြောတော့ဟုတ်ကဲ့ပါအန်တီဒါဆိုသမီးတော့နားလိုက်ပါဦးမယ်နော်ကြွကဲငါပစ္စည်းလေးထည့်လိုက်ပါအောင်မယ်ဟုတ်တာအမေသမီးတို့ခိုင်းချင်တာခိုင်းမှာနော်အေးပါသမီးခိုင်းချင်တာခိုင်းသမီးတို့ဒီမုတ်ဆိုင်အကုန်လုံးသူပုတ်ပြအောင်အမေဖန်ထားနော်ဟုတ်ခုဒီလက်စလာတယ်တော့ပြောမထားလိုက်ပါသမီးရဲ့ရောက်ချင်နေတော့တခုမှပေးနေအောင်နော်ဟုတ်ကဲ့ပါအမေရဲ့ကဲငါပစ္စည်းလေးထည့်ပြီးသွားဆိုလောက်လေးစင်းလောက်လိုက်ပါအောင်မလေးမလီအောင်ဘယ်ရောက်တာလဲမသိပါထားလိုက်ပါညစာအတွက်ဟင်းလေးပဲကြိုးပြီးတော့ပြင်ဆင်လိုက်တော့မယ်ကဲငါဟင်းချက်ပြီးတော့ဆိုမမလေးတော့မိလိုက်ပါဦးဘာခိုင်းကြရှိသေးလဲလို့အန်ဒီကတော့ပေါ်တက်ရောက်တိုက်တယ်မမလေးဟောမမလေးဒီလိုနဲ့မမလေးကဘာလို့မခိုင်းလဲခိုင်းကြည့်ရအဲ့ရလည်းမရှိဒါနဲ့ဒီကပြန်လာမှစားတယ်အဲ့ဒီပေါ်တယ်နော်ဟုတ်တယ်ဒီမှာလေးအော်လမ်းတကရှိရင်စိုးပဲစားလိုက်ပေါ့အေးလာလာတွေ့ရမှာအော်ဟုတ်ကဲ့ကြည့်ရအောင်မလေးဆိုတောင်းလိုက်နော်တွားတောင်းမှာအော်မလေးပတ်စံဘေးကနေယူသွားမယ်ပတ်စံလေးအိတ်ထဲတောင်းလိုက်တော့ယူရပါဟဲ့ငါနဲ့ဝင်းကူတော့ရအောင်
6နာရီအောင်ပြီဘယ်လိုပြန်လာမလဲမသိပါဘူးလေမြန်သွားတာပဲကောင်းပါ့နောက်ကြပြောခွင့်ရအောင်မယ်ဟေးဟိုအိမ်လေးကစစ်အောင်ကြီးတော့စမ်းဆောင်လေးမှာတာရောင်လိုက်တယ်ဟာလေမလုံးလို့ရတဲ့ပတ်စံလေးနဲ့ပတ်စံလေးစုပြီးအောင်အဲ့အိမ်လေးကလာသူကလည်းဒီမှာဒီမှာဆောင်လေးကိုပြစ်အောင်ပါဘုန်းကြီးကလည်းမရနိုင်ဘူးလားမသိဘူးနော်မောင်နိုင်ဟဲ့ရောက်ပြီဒီမှာကဘာမှမဟုတ်ဘူးရှားကြည့်ရအောင်အဲ့ဒီနေ့ကအင်းရောင်စိတ်မကကဒါလေးရဆိုဒါလေးလားဒါနောက်တစ်ခုတစ်ခုတော့မှအကျော်ဆုံးရကျိုးနေတယ်ဘယ်လိုလုပ်ရမလဲမြင်တော့မှအဲ့ဒီစိတ်ကခုမှပဲနော်ကျော်မုန်းရှာနေတာနေရှားနေမြင်တော့မှအိမ်ထဲကိုတောင်းနေတယ်လားတရားအောင်နေအဲ့ဒီနေ့ကဘာလဲဖြစ်တာလဲဒီမြင်တော့မှကိုယ်ကရလိုက်ထိုးနေနေမှာလောနေတော့စားပြီးလိုက်ဟဲမီးလောနေမပြေဘူးအပြေးဘူးလေဘာမှမဖြစ်ဘူးဒီမကြည့်တော့အိမ်ရောနေတယ်ဖြစ်တာလေည9 နာရီတောင်မှထိုးနေပြီနင်းအဲ့လောက်ပြီးကြာကြီးသွားကြလို့လားငားရင်လေးပါလေးနဲ့ငှားတော့မှာပေါ့နင်ခု12 နာရီတိအဲ့ကြီးကိုထိုင်ကြည့်နေမလားတွေးလို့မြည်တာလားငါတို့အိမ်နဲ့ဘာများထိုင်ပြီးလို့လဲတမမနော်ခွန်ပစ္စည်းရပေါ့ဟုတ်တယ်မေသမီးလည်းမအစားနဲ့တော်ပါကြီးရဲ့ဆက်နေရရနေဟိုပါထားကြည့်တော့အဲ့ဒီမောင်ကတမလုံးလုံးနေတယ်ဘာမှမစားတဲ့တော့နေစကြနေမီးပါပိတ်ခိုင်းလိုက်ပိတ်နေရဟုတ်လားဆိုတော့နားပါကြီးစားလာရအချိုးမပြီးနောက်ကဖြတ်ဖို့စမယ်တောင်းပမာနော်နောက်ကလူမျိုးမဖြစ်စေရပါဘူးတောင်းပမာတယ်တကယ်တောင်းပမာတယ်တွားခုချင်မိပဲလိုက်ခဲ့တော့အဲ့ဒီထုတ်ကြည့်လေတိတ်နာဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့ပါဟောနေဟုတ်ပါရဲ့နော်ကန်ဆိုးလိုက်တယ်တခါရပေးရအောင်这个天的妈了，好的，上来可比较说，跑得呀没有晒白嘞，哦，米被我没呀，俺嘞不要看呀嘞，妈妈对吧？ကဲဒီချိုးကန်ဒီမှာပဲအော်ဟိုကောင်လည်းမတိတ်သေး
ကြတာလဲငါမီးလျှောက်တယ်ဆိုတာဝန်ကြီးမို့ပြောတာတုံးနိုင်ထုံးနေပါဘူးလေမဟုတ်တဲ့တော့ပါဘူးငါဒီရောက်တရက်ပဲရှိသေးဆိုငါဒီမှာဆက်မနေနိုင်တော့ဘူးထတော့မယ်ဒါမဲ့ငါမီးတော့တက်ဆောင်နေနေတာတကယ်လို့စင်းတော့ပဲငါမီးပါတော့မယ်လေဖြစ်နိုင်ဘူးတော်ပြီငါဒီရတော့ပြောရမယ်အန်တီပါတယ်ပြောသမီးဒီအိမ်မှာဆက်မနေနိုင်တော့သမီးမီးချောက်ခဲ့တာတော့ရပြောထားတယ်လေအေးလေဒါမဲ့ငါတို့အိမ်မှာလည်းငါတို့လည်းတမအောင်အဲ့ကြောင့်ခုနေတော့သမီးပြမယ်ဟုတ်ပြီအခုဟိုမော်တယ်တစ်ခုရှာမယ်အဲ့ဒီမှာချီချမှာပဲဖြစ်မှာ